ညံကောင်းလွန်သောလဲသမားတခါတုန်းကလဲကွင်းထဲမှာလဲထွန်နေတဲ့လဲသမားတယောက်ဟာနေအလွန်ပူပြီးလူရောနွားပါပင်တန်းနေပြီမို့အလုပ်ကိုရပ်နားလိုက်ပါတယ်။အနားယူဟိုထွန်ကနွားကိုဖြုတ်လိုက်ပါတယ်။လဲသမားဟာသူ့ရဲ့နွားတွေကိုတစ်ပင်ရိပ်အောင်မှာကျိုးနဲ့ချီခါပြီးသူကတော့တစ်မြစ်စုံပေါ်မှာခြေပစ်လက်ပစ်ထိုင်ချပြီးနားနေလိုက်ပါတယ်။အဲ့ဒီအချိန်မှာမြို့ကိုသွားမဲ့မြင်းစည်းလာနဲ့ခရီးသည်တယောက်ဟာတစ်ပင်ရိပ်အောက်ကိုရောက်လာပါတယ်။နေကလည်းအလွန်ပူခရီးကလည်းပန်းလာကြောင်းတစ်ပင်ရိပ်မှာနားဖို့မြင်းပေါ်ကဆင်းလိုက်ပါတယ်။ဟူးပင်ပန်းလိုက်ကနေကလည်းပူလွန်းလာတယ်။ဒီတစ်ပင်အောက်ကိုရောက်မှပဲအေးချမ်းသွားတော့တယ်။မြင်းစည်းခရီးသည်ဟာအရိပ်အာဝါဒကောင်းလာတဲ့တစ်ပင်ကြီးကိုမောက်ကြည့်ပြီးပြောတယ်။မြင်းစည်းခရီးသည်ဟာသူ့မြင်းကိုနွားတွေရဲ့အနားမှာချီထားဖို့ဆွဲလာတယ်။အဲ့ဒီအခါလဲသမားကဗျို့ခရီးသည်ကျုပ်ရဲ့နွားကဝိတ်တတ်တယ်ခမရဲ့မြင်းကိုကျုပ်ရဲ့နွားတွေအနားမှာချီမထားနဲ့မတော်လို့ကျုပ်နွားတွေကဝိတ်ရင်ခမမြင်းခံသွားရလိမ့်မယ်လို့တတိပေးတယ်။မြင်းစည်းခရီးသည်ဟာလဲသမားပြောတာကိုကြားပေမဲ့မကြားချင်အောင်စောင့်နေလိုက်ပါတယ်။သူလိုမြို့ကြီးသားတယောက်ဟာဘာမဟုတ်တဲ့တောသားကပြောတာကိုမယုံကြည်ဘူးဆိုတဲ့သဘောနေလိုက်တယ်။မကြခင်မှာလဲသမားရဲ့ပြောစကားအတိုင်းနွားတွေကမြင်းကိုဝိုင်းဝေလို့မြင်းရဲ့အရှိုက်ကိုထိပြီးတေဆုံးသွားတယ်။ဟိန်းငါ့မြင်းကိုနွားတွေဝေလို့တေးပြီ။မြို့သားခရီးသည်ဟာသူ့မြင်းတေဆုံးသွားတာကိုမကြေမနက်ထစ်ပြီးမြို့သားမြင်းစီကိုတိုင်လိုက်တယ်။မြို့သားမြင်းကလဲသမားကိုခေါ်ပြီးဟဲ့လဲသမားတင့်နွားတွေကသူ့မြင်းကိုဝေလို့တေသွားတယ်ဆိုတာဟုတ်သလားလို့မေးတယ်။လဲသမားကမြို့သားမြင်းမေးတာကိုမပြောဘဲနှုတ်ဆက်နေပါတယ်။ဟဲ့လဲသမားနားမေးတာကိုဘာကြောင့်မဖြေတာလဲ။တင့်နားကပ်နေသလား။လဲသမားကဘာမှမပြောဘဲငြိမ်နေတယ်။ဟဲ့မြင်းပိုင်ရှင်ဒီလဲသမားကစကားမပြောတတ်ဘူးလား။ပြောတတ်ပါတယ်မြို့သားမြင်း။ဟဲ့လဲသမားစကားပြောတတ်ပါလေရဲ့နဲ့ငါမေးတာကိုဘာလို့ပြန်မဖြေတာလဲ။ဟဲ့မြင်းပိုင်ရှင်ဒီလဲသမားကစကားမပြောတတ်ဘူးလား။အခုငါမေးတာကိုပြန်မဖြေဘူး။ပြောတတ်ပါတယ်မြို့သားမြင်းစောစောပိုင်းကတော့သူကျွန်တော်မျိုးကိုစကားပြောခဲ့ပါသေးတယ်။ဟေးဘာစကားတွေပြောခဲ့လေ။ခညားမြင်းကိုကျုပ်နွားလေအနားမှာလာမချီနဲ့ကျုပ်နွားတွေကဝိတ်တတ်တယ်။ခညားရဲ့မြင်းခံသွားရလိမ့်မယ်တဲ့ဗျာ။ဟာလဲသမားကတင်မြင်းခံရမှာစိုးရင်လို့တတိပေးခဲ့တာပဲ။တင်ကသူ့စကားကိုဂယုမဆိုင်လို့တင်မြင်းတေးရတာပဲ။သူမှအကစ်မရှိဘူး။ဒီတော့တင်မြင်းတန်မိုးကိုသူကလျော်ပေးစရာမလိုဘူး။မြင်းပိုင်ရှင်မျိုးသားကမျိုးသားမြင်းကိုစောတကမတက်ရဲတော့တာကြောင့်ပြန်သွားတယ်။မျိုးသားမြင်းကလဲသမားကိုကြည့်ပြီးဟဲ့လဲသမားတင်ကစကားပြောတတ်ရဲ့သားနဲ့ဘာလို့စကားမပြောဘဲအခင်အောင်ဟန်ဆောင်ရတာလေ။ဒီလိုပါခမညာကျွန်တော်မျိုးကမျိုးသားမြင်းကိုသူ့မြင်းနွားဝေခံရောက်မှစိုးရင်လို့တတိပေးစကားပြောခဲ့တာကိုပြောမိရင်မျိုးသားကသူ့ကိုမပြောပါဘူးလို့အခောက်ပကံငင်းမှာပါအသေးကြပါပဲ။ကျွန်တော်မျိုးမှာတက်တဲ့အထောက်ထားမရှိတာမို့မျိုးသားမြင်းကသူ့စကားကိုယုံကြည်သွားရင်ကျွန်တော်မျိုးကတတိပေးပါလျက်နဲ့မြင်းရစ်တန်ဖိုးကိုလျော်ရတော့မှာပါ။အခုတော့သူကိုယ်တိုင်ကျွန်တော်ပြောဆိုတတိပေးတာကိုပြောသွားခဲ့ပါတယ်။သူပြောပြတော့ကျွန်တော်အပေါ်စေတနာထားတာကပိုမိုလေးနက်သွားစေပါတယ်။အတင်လဲသမားတင်ဟာအလွန်ညံကောင်းမဲ့သူပဲ။မျိုးသားမြင်းဟာညံကောင်းတဲ့လဲသမားကိုဂုံပြူရဲ့အနေနဲ့အဝတ်အစားတွေပေးပြီးပြန်လွတ်လိုက်ပါတော့တယ်။